ဆိုင်တော့စကိုင်းမှာတော့ကြတော့သူ့လည်းဟိုမှာရေခဲတော့လိုက်လူလာနဲ့သူ့ရေခဲကြောင်းတဲ့လောလူပြီးတော့ကျွန်တော်လည်းရန်ကုန်ပြန်ဆင်းလာပြန်ဆင်းလာသူလည်းရန်ကုန်လာစရာရှိတယ်ဆိုတာနဲ့အဲ့မှာဦးနိုင်ဟိုးလည်းမကြောလိုက်ရဘူးတဲ့ဆိုတော့မှမင်းမြခင်ထုံးမုံနဲ့လာကြောတော့လည်းအတော်ပဲပြုတ်သွားတာပေါ့နော်အဲ့လိုလဲဆိုတော့ဒီဆိုင်တော်ကိုအားပေးတဲ့မိဘပြည်သူတွေကလည်းဒီဆိုင်တော်လေးကိုကျွန်တော်ကသုံးမပေးပါသုံးမဆိုတာဒီနန်းချောင်းလေးပေါ့နော်ထိန်းကုတ်ပေးပါဆိုတော့ဟိုလည်းမာရရှိတာလေးတွေမှာပေးမယ်နံပါတ်1မှာကျင်တာကပါလဲဆိုတော့သူကလည်းသူရေခဲတုပ်လေးတူတယ်ဆိုတာဒီလိုမျိုးသူတိုင်းတီဖြစ်သွားမယ်လို့သူလည်းမထင်ဘူးသူစေတနာအရလာသူကသူ့လိုက်လို့ line ပေါ်မှာတင်ပေးတဲ့အဖွဲ့ရှိတယ်ဒီအတူကြီးတွေပေါ့နော်ကိုတယောက်သူတင်ပေးလိုက်တော့သူကလည်းဟိုလူသိများသွားတယ်လူသိမများခင်မှာလည်းကျွန်တော်ကလည်းစဉ်းစားကြည့်တော့ဒီကလေးကသူ့မှာပိုင်ဆိုင်မှုသိရှိတဲ့ပုံစံလည်းမရှိဘူးအောက်တဲ့ယူရောင်းနေတဲ့ကလေးဖြစ်လိမ့်မယ်ဟိုကလည်းဒီရေခဲဆက်တွေပါလေလုံနေတော့သူ့ဒါလေးတူလိုက်ရင်သူ့အတွက်အခြေလေးမစိုးဘူးဆိုပြီးတော့တူပေးလိုက်တော့ကျွန်တော်ရဲ့တရားကားအကြောင်းလည်းကျွန်တော်လူသိများသွားတယ်ဆိုတော့အမှန်တော့အိုက်ဆိုင်မှုတွေပါအဲ့ဆိုင်မှုတွေဆိုတော့အဲ့ကြားထဲမှာကျွန်တော်ပြောချင်တာပါလဲဆိုတော့ဆိုင်တော်အလောက်ဘာလို့နာမည်ကြီးွားလဲလို့ဆိုရင်ဒီမြန်မာနိုင်ငံမှာဘာဖြစ်ဘူးလားလဲဆိုတော့ကိုဗစ် -19 တွေဖြစ်ဘူးတယ်ရေဘေးတွေဖြစ်ဘူးတယ်အဲ့လိုအခြေအနေမျိုးမှာဒီပစ္စည်းသေးတွေတက်သွားတယ်ဟိုဘယ်လိုခေါ်မလဲဆိုတော့ကိုဗစ် -19 တုန်းကဆို mask တွေပါတယ်ဆိုလို့ရှိရင်အရင်တော့ဘောချင်းတော်ချင်းဝယ်လို့ရတဲ့ဟာတွေကဈေးကြီးွားတယ်ဟိုဈေးထိုးတက်သွားတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးဆိုရင်ဒီမိဘပြည်သူတွေကမကြိုက်ဘူးဒါပေမဲ့ရှိုင်းတော်ကသူ့ရဲ့စေတနာကြတော့သူတနေ့လို့တနေ့စားသူဖောက်တယ်ယူရတဲ့ဘဝနေပြီးတော့သူကအကျိုးမြတ်မကြည့်ပဲလူလိုက်တဲ့စေတနာပေါ့နော်ဒီစေတနာလေးကြောင့်ဒီကလေးလေးကလူစီများသွားတာပါနော်သူ့ကိုလည်းကျွန်တော်ကဟိုတဲ့လူတယောက်လို့ကျွန်တော်အမြဲတမ်းကြုံလို့ပေါ့နော်ပြောပြပါတယ်နော်အဲ့တော့ဘဝမှာတကယ်တမ်းသူ့ကိုကျွန်တော်ပြောချင်တာကတော့ဒီနေ့ဒီချိန်ကမှသူ့ရဲ့အလူဒါနကြောင့်လူဒီများတယ်အဲ့ဒီအတွက်ကြောင့်လည်းဝင်းရံရတယ်ဒါကိုလည်းကျေးဇူးတင်တယ်နောက်တစ်ခုကကျိုင်းတော်ကျွန်တော်ရောတာရုတွေခေါ်ပေးတဲ့လူတွေကျိုင်းတော်ကိုကြီးမြင့်တဲ့လူတွေအားလုံးကိုကျွန်တော်တို့ကဒီကနေပြီးတော့ကျွန်တော်တို့ comment တွေမှာလေတစ်ခုချင်းလိုက်ပြီးတော့ line မပေးနိုင်တာတို့နောက်ပြီးတော့ကျေးဇူးတင်ကြောင်းမပြောနိုင်တာလို့ဆိုတာဟိုဟာတွေများတော့ကျွန်တော်တို့ကဟိုဟာဖြစ်ပါတယ်ပြန်ပြီးတော့နော်အကုန်လုံးကိုကျွန်တော်တို့ကလေးစားပါတယ်နော်အပြန်အလှန်လေးစားပါတယ်ကျေးဇူးတင်ရှိပါတယ်လို့နော်နောက်ဆုံးတစ်ခုအနေနဲ့ပြောရရင်တော့သူကလည်းအသက်29နှစ်လူငယ်လေးဗျလူငယ်လေးဆိုတော့သူ့မှာဘဝရက်တီရှေ့ဆက်ဘဝရက်တီဖို့ဆိုတာကသူ့เจ้าနဲ့သူရှိလာလိမ့်မယ်ဆိုတာတော့လုံးစရာတွေကတော့အများကြီးပေါ့ဗျာကျွန်တော်လည်းပြောကြတယ်ရေခဲမုတ်တို့ဖာလူတာတို့ဒါလူရေခဲเจ้าတို့လုံးရှင်တဲ့ဝင်ပညာသင်ပေးမဲ့လူရှိတယ်ကျွန်တော်ကလည်းဆက်လေးတစ်လုံးပေးထားတယ်နောက်ပြီးတော့သူလူချင်းဆိုင်ငယ်လေးဆိုလဲဆိုင်ငယ်ဝယ်လူကြတယ်ပရိဒါလေးတွေပေးတယ်ငွေသားလေးတွေတူတယ်ဒီလိုပေါ့နော်ရိုင်းတဲ့ဒီကလေးမှာပတ်စံနေများပြီးတော့ချမ်းသာနေတာမဟုတ်ပါဘူးเนาะသူစေတနာလေးနဲ့သူပရာဟိတအကျိုးလေးသူလူတန်းတဲ့အကျိုးလေးသူခံစားရတာပါနောက်ချက်ကလည်း line ပေါ်မှာဒီကလေးလေးကိုဘယ်လိုကောင်းလဲအချောက်လို့ပြောတယ်ဒီကလေးလေးလည်းအချောင်းမဟုတ်ဘူးလို့သူနဲ့တွဲရိုက်တဲ့လူလည်းအချောင်းမဟုတ်ပါဘူးเนาะအဲ့ဒါလေးတည်းဟိုပြောခြင်းလို့သူလည်းပြောမယ်ဆိုရင်တော့ very simple ပါเนาะရိုးပါတယ်ဘာမှတိတ်ပြီးကျွန်တော်လည်းစကားပြောတော့မှတိတ်နိဗ္ဗာန်လည်းအောင်မပြောတတ်ပါဘူးเนาะအခုရန်ကုန်ရောက်နေတယ်ကျိုင်းတော်ရန်ကုန်ရောက်နေတယ်ဆိုတဲ့အကြောင်းကျိုင်းတော်လည်းဒီသူ့ဝင်ရအားပေးတဲ့ဒီလူပေါင်းကိုသူကပြန်လဲပြီးတော့ကျွန်တော်ပေါ့နော်တာလူခေါ်ပေးတဲ့လူတွေရောပြန်လည်လေးစားပါတယ်เนาะလူကျေးဇူးတင်ရှိပါတယ်လို့ပြောချင်ပါတယ်ဟုတ်